လောက်ပဲတာယာသောငွေကြေးသို့မဟုတ်အာဏာတရားကိုကိုင်ဆောင်နေပါစေသူ့အဖွင့်ကျွေးမှုအတွက်ပေးဆက်ကြေးစရိတ်များဖြင့်ဆောင်ရွက်၍ကျောင်းများဆောက်လုပ်ခြင်းနိုင်ငံရဲ့ခြားသို့ကွင်းဆင်းသက်ဆိုင်သောဆရာကြီးများ၏တင်ကြားရေးဝန်ဆောင်မှုတို့ကိုပူပန်ကာကြိုးစားထမ်းဆောင်နေပါကပါဒီအမှုများကိုအားလုံးချစ်ချင်းမေတ္တာမပါဘဲခတ်သိမ်းပြုလုပ်ခဲ့သည်ဆိုပါကဝန်ဆောင်မှုတို့သည်ပြဋ္ဌာန်းခြင်းသို့မဟုတ်မာနာထူပေါ်ခြင်းမှဖြစ်ပါကတမန်ကျောင်းသားတရားရှိသောသူများအတွက်အကျိုးပြုမှုမရှိသလိုဘာမှလည်းမထူးချွန်ပါယုံကြည်သူတဦး၏အမြင့်ဆုံးအကျိုးခံစားချက်မှာကောင်းကင်ဘုံသို့တကားဖွင့်ခြင်းဖြစ်သည်သို့သောချစ်ချင်းမေတ္တာမပါဘဲဆိုပါကအတကားများမဖွင့်ပါထို့ကြောင့်ချစ်ချင်းမေတ္တာမပါသောဆောင်ရွက်မှုများသည်ကောင်းကင်ဘုံသို့ဝင်ရောက်ရန်တွင်အကျိုးမရှိပါဆိုလိုရင်းမှာချစ်ချင်းမေတ္တာမပါဘဲဆောင်ရွက်မှုများမှာတန်ဖိုးမပါဘဲဘလို့မှအဖို့အခမရှိတကယ်သို့ကောင်းကင်ဘုံသို့ဝင်ရောက်ရန်အထောက်အကူမပြုပါ